မင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ market က 80k တစ်ကြက်သားကိုရက်သားဈေးကိုတွေ့ပြတယ် 80k ရဲ့အရုပ်ကိုဘယ်လိုယူလဲဘယ်လိုတက်မဲ့လဲတစ်ကြက်တဂရန်ဈေးကိုဘယ်လိုတက်မဲ့လဲဆိုတာကိုလည်းပြောပြပေးသွားပြီ80k ကိုဘယ်လိုတွဲရတာလဲဆိုတာလည်းပြောပြပေးပါပြီဒါဆိုရင်တော့ဒီ 80k ရဲ့ဒီအပြင်ရွှေရဲ့အသက်ချစ်အနှစ်ချစ်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်တော့တွေ့ထားတာတော့မဟုတ်ဘူးဒါလေးကတော့ရေးထားတာပေါ့နော်တခါလေကြားလို့ရှိရင်ဒီရေးတယ်ရှင်းပြတာမျိုးလိုချင်လို့ပေါ့နော်ဆိုတော့တစ်ချက်သားဈေးကိုတီးပြီးတော့12ပဲကြီးတစ်ချက်သားဈေးကိုတီးပြီးတော့ဂရန်နဲ့တစ်ချက်သားမှရှိတဲ့16.6ဂရန်နဲ့စားလိုက်တဲ့အခါမှာဆိုရင်တကယ်တို့ကတဂရန်ရဲ့ပေါက်ဈေးကိုရမှာဖြစ်ပါတယ်ဒါဆိုရင်တော့တဂရန်ရဲ့ရွှေပေါ်မှာတက်မဲ့ပြီးရင်လက်ခောက်ကိုဘလောက်လောက်ပေါက်လို့ရှိလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ 80k ဆိုတာကကြတော့ဒီပစ္စည်းရဲ့ဒီမိုက်ဆိုရဲ့ဒီမိုက်ရဲ့တစ်ခုပေါ်မှာအရော့ယူလေးရှိတာမဟုတ်ပဲねဒီမိုက်ကိုဘယ်လောက်တင်တာလဲ4ဂရန်တင်တယ်ဆိုရင်1ဂရန်ကို3,300ယူတယ်ဆိုရင်4ဂရန်ဆိုရင်5သိန်းကျော်ယူတဲ့ပုံစံမျိုးနဲ့ယူတာပေါ့နော်ဒီရွှေရီကောင်းတဲ့ရွှေတွေကကြတော့ဒီလိုမျိုးယူတာမဟုတ်ဘူးဘယ်လိုယူတာလဲဆိုတော့ဒီမိုက်တစ်ခုကိုဥပမာနေရွေးယူမယ်ဆိုရင်နေရွေးပဲယူတယ်ဒီမိုက်ကတစ်ချက်သားပဲတစ်10သားပဲတစ်ဒီလောက်ပဲယူတယ်ပေါ့နော်ဆိုတော့သူ့ရဲ့လောက်ကွဲပေါ်မှာယူတယ်နောက်ပြီးရင်ရွှေရီကောင်းတဲ့ရွှေတွေကကြတော့ပြန်ရောက်တဲ့ခါမှာဆိုရင်အရော့တက်ပဲရှုံးပြီးတော့ဈေးတက်သလိုရတယ်ဒီရွှေရီမကောင်းဘဲနဲ့ရွှေရီကောင်းတယ်ဆိုပြီးတော့လက်ရောင်းနေတဲ့ဆိုင်တွေကိုပြောတာမဟုတ်ပါဘူးဒါကတော့ကိုယ့်ပေါ်မှာပဲမူတည်တယ်ကိုယ့်ယုံကြည်ခြင်းနဲ့ကိုယ့်ရွေးချယ်မှုနဲ့ဆိုင်ပေါ်မှာပဲမူတည်တယ်နောက်ကကျတော့ 80k တွေဆိုတာကကြတော့ဒီပစ္စည်းရဲ့တစ်ခုပေါ်မှာယူလို့မရှိဘဲနဲ့ grand chain ပေါ်မှာယူလို့ရှိတယ်ဥပမာ4 grand ဆိုရင်5သိန်းကျော်ကျသွားမယ်နောက်ပြီးရင်ဒီပြန်ရောက်တဲ့ခါမှာလဲ percent နဲ့ဖြစ်တဲ့အတွက်ကြောင့်ဈေးနှုန်းကအသေးဖြစ်နေတယ်တိတ်လည်းတစ်ဈေးမရဘူးသူ့ဆိုင်မှာမရောက်ဘဲနဲ့ကိုဝယ်ထားတဲ့ဆိုင်မှာမရောက်ဘဲနဲ့အပြင်မှာတွားရောက်မယ်ဆိုရင်လည်းသူကကြတော့ထိုက်တဲ့တလားရွှေကြီးကောင်းတာမဟုတ်တဲ့အတွက်ကြောင့်ဟိုကဈေးနှိပ်ပြီးဝယ်မှတေးချတယ်အဲကြောင့်မို့လို့ဒီ 80k နဲ့ဒီရွှေကြီးကောင်းတဲ့ဟာနဲ့ပဲဟာဝယ်တစ်လဲပေါ့နော်ဆိုတော့ 80k ရဲ့အားတာချက်မရှိဘူးလားဒီချက်ရဲ့ဆိုရှိတယ် 80k ကကြတော့အထက်၄ချိန်ပေါ့နော်တဂရန်လောက်နဲ့ကျိုးရတယ်ပေါ့နော်ဒီရွှေကြီးကောင်းတဲ့14နဲ့ပြားလို့15ပဲရီတို့ကကြတော့တပဲနဲ့ကျိုးတွေပါမရဘူးနောက်ပြီးတော့လို့ရှိရင်တေးသေးလေးနဲ့ခက်လေးမဖြစ်ဘူးပေါ့နော်ရွှေရက်ကောင်းတဲ့အတွက်ကြောင့်ပျော့တယ်သေးရင်ပိန်တာလိတာခြိုက်တာခွက်တာတွေအများတယ်ပေါ့နော်ဆိုတော့ဒီစာလေးနဲ့ရေးပြီးတော့ရှင်းပြထားတာလေးရှိတယ်ဒါလေးကိုလည်းတစ်ချက်ကြည့်ပေးပါရှင်ဒါဆိုရင်12ပဲကြီးတစ်ချက်သားစေးတွဲပုံတွဲနီးကတော့အရှိဗီဒီယိုဖိုင်မှာတင်ထားပေးတယ်12ပဲကြီးတစ်ချက်သားစေးကိုတီးပြီးတော့တစ်ချက်သားမှရှိတယ်16.6ဂရမ်နဲ့စားလိုက်တဲ့အခါမှာ1ဂရမ်ဈေးထွက်လာတယ်ဒါကြတော့1ဂရမ်ဈေးကဒီရွှေအလေးချိန်ပေါ်မှာပဲထွက်တဲ့1ဂရမ်ဈေးဖြစ်တယ်ဒီနေ့ပေါ့နော်8ရက်နေ့နလပိုင်း2026က1ဂရမ်ရောင်းဈေးက6သိန်းရှိတယ်ပေါ့နော်ဒါဆိုရင်တို့နှစ်ခုကိုခြားနာလိုက်တယ်ဆိုရင်ဒီဟာကကြတော့လက်ခယူထားတာဖြစ်သွားတယ်လက်ခယူတဲ့ပုံမှာ 80k ရဲ့လက်ခယူတဲ့ပုံစံပစ္စည်းတစ်ခုပေါ်မှာလက်ခယူခြင်းမဟုတ်ဘဲနဲ့1ဂရမ်4ချိန်ပေါ်မှာယူတယ်အကယ်၍ဒီပစ္စည်းက4ဂရမ်ရှိတယ်ဆိုရင်4နဲ့ဒီခြားနာတဲ့ပမာဏနဲ့ညှောင်းလိုက်ရင်ဒီမှာသူက4ဂရမ်ရှိတဲ့ပမာဏကိုယူတဲ့အယော့ဖြစ်သွားပြီပေါ့နော်လက်ခဖြစ်သွားပြီလက်ခက9,900ဖြစ်သွားတယ်ဒါကြောင့်မို့လို့ရွှေကြီးကောင်းတဲ့အထည်တွေကပစ္စည်းတစ်ခုပေါ်မှာအယော့ယူတာမျိုးအယော့တက်မဲ့တာဖြစ်ပြီးတော့ဒီအယော့တွဲနှုတ်ပြီးတော့အယောင်းလဲလုံးလေးရှိတယ်အရေးအသွေးပြီးွားတဲ့ရွှေတွေကမက်ကယ်ဘာကပေါက်စီပြန်ရောင်းပြန်လဲတဲ့ခါကျလို့စီတစ်ဈေးကြရင်ကြဈေးရတာဖြစ်တယ်ပေါ့နော်အယော့တက်ပဲနှုတ်မှာပေါ့နောက်ပြီးသူကပစ္စည်းတစ်ခုပေါ်မှာပဲအယော့ယူတယ်ဆိုတော့သူကအလေးချိန်များလာနဲ့အများကိုအတွက်ညံ့တဲ့ချေပိုများပါတယ်80k ရွှေတွေကရွှေရီညက်တဲ့ထဲမှာပါတယ်ရွှေရီညက်တဲ့ဟာတွေကိုဝယ်မယ်ဆိုရင်တော့ဒီဂရမ်များလေသူကအရှုံးများလေဖြစ်တယ်ပေါ့နော်မြက်ဖို့ရခိုင်နှုန်းကအရင်များတယ်နောက်ပြီးရင်ရခိုင်နှုန်းနဲ့တက်မှတ်ပြီးတော့တသိန်းမှာတသားအဲ့လိုမျိုးနဲ့ရခိုင်နှုန်းနဲ့တက်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ရွှေဈေးဘလောက်ပဲတက်တယ်မြက်နိုင်ချေအရင်နေတယ်အားတာချက်ကဘာဖြစ်လဲဆိုတော့တေးသေးလေးတွေနဲ့အလားဆင်တဲ့ယတနာတစ်ခုကိုဖန်တီးလို့ရတယ်ပေါ့နော်ငွေနဲ့လေးနဲ့ပေးပြီးတော့ကျိုးဆိုလဲဝယ်လို့ရတယ်ဟမ်ချိတ်ဆိုလဲဝယ်လို့ရတယ်နဂက်ဆိုလဲဝယ်လို့ရတယ်ဆက်တိဆိုလဲဝယ်လို့ရတဲ့ပုံစံမျိုးပါဒါပေမဲ့ grand chain အရင်များလာရင်တော့မျက်နှာချင်းရမ်းနေပြီးတော့ဆုံးမှုအရင်များနိုင်တယ်မြက်ဖို့ရခိုင်နှုန်းကလည်းအရင်နေပါတယ်ရှင့်ဒါဆိုရင်တော့ 80k ဝယ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘယ်ဟာဝယ်တစ်လဲဘယ်ဟာလုပ်တစ်လဲအရင်များတယ်ဆိုရင်မလုပ်တစ်ဘူးအရင်နေတဲ့ဆိုရင်လုပ်တစ်တယ်ဆိုတာမျိုးကိုနားလည်သဘောပေါက်သွားပြီလို့ထင်ပါတယ်တကယ်၍နားလည်သဘောပေါက်တယ်ဆိုရင်အကျိုးရှိတယ်ဆိုရင်အကျိုးရှိတယ်လို့ comment မှာမှတ်ခတ်ပေးပါရှင်ကျေးဇူးများကြီးတင်ပါတယ် market ပါ